တင်တို့ဒီခရစ်တော်ဤတမန်ဖြစ်ကြ၏လို့ပြောတဲ့အခါမှာဒီနေ့ခရစ်တော်ရဲ့အစေခံကောင်းဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့မှာဘာလို့လဲတန်ရှင်သောဝိညာဉ်တော်ရဲ့တကိုးလိုတယ်တန်ရှင်သောဝိညာဉ်တော်ရဲ့အကူအညီလိုအပ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ခရစ်တော်ရဲ့စကားကိုနားထောင်သောလူပေါင်း120ဒီခရစ်တော်ကဤယေရုရှလင်မြို့ကနေမထွက်သွားနဲ့အောင်ဝိညာဉ်တော်ရဲ့တကူကိုခံပါလို့ပြောတဲ့အခါမှာ380ကျော်ထွက်သွားပြီးတော့မှ120ဒီဘာဖြစ်လဲဘုရားရဲ့စကားကိုနားထောင်တယ်သူတို့မှာစိတ်ရှည်ခြင်းရှိလားတီးခန့်ခြင်းရှိလားခရစ်တော်ကပြောတယ်နော်အတိအကျလို့ပြောလားအဲ့ဒီနေ့တန်ရှင်းသောဝိညာဉ်တော်အဲ့ဒီအတိအကျလို့ပြောလားမပြောဘူးနော်မပြောဘူးဒါကြောင့်မလို့ကျွန်တော်တို့ကဒီနေ့သင်ယူတဲ့အခါမှာနော်ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲစာငတ်ဖို့လိုတယ်တန်ရှင်းသောဝိညာဉ်တော်ရဲ့တကိုးကိုခံယူခြင်းနဲ့နှလုံးသားဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုခံယူခြင်းနဲ့နှလုံးသားစိတ်ရှည်ခြင်းတီးခံခြင်းခွင့်လွှတ်ခြင်းမလိုလားလိုတယ်နော်အမှန်တမ်းမှရေးကြည့်တယ်ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဖြစ်ချင်းကိုသိရမယ်ကျွန်တော်တို့ဒီရိုးရိုးလူတွေမဟုတ်ဘူးခရစ်တော်ရဲ့တမန်ဖြစ်တယ်ခရစ်တော်ကိုစားဤလောကမှာအလုံးလုံးတဲ့သူများဖြစ်တယ်ခရစ်တော်ဤဂျုံဖြစ်တယ်ဒါဆိုရင်ဘယ်သူရဲ့စကားကိုနာခံရမလဲခရစ်တော်ရဲ့စကားကိုပဲနာခံရမယ်နော်ဝေးရောက်တဲ့အခါမှာလည်းဘယ်သူစကားကိုနာခံရမလဲခရစ်တော်ရဲ့ဘာနော်ဝေးရဲ့ဥပဒေလဲလောက်ပြန်ပြီဒီဖွဲတွေနော်နော်ဝေးရောက်တဲ့အခါမှာလည်းခရစ်တော်ရဲ့စကားကိုပဲနာခံရမယ် USA ရောက်တဲ့အခါမှာလည်းခရစ်တော်ရဲ့စကားကိုပဲနာခံရမယ်ဩစတြေးလျရောက်တဲ့အခါမှာလည်းခရစ်တော်ရဲ့စကားကိုပဲနာခံရမယ်ဘာကြောင့်လဲကျွန်တော်တို့ဒီခရစ်တော်အားဖြင့်အသက်ရှင်သောသူများဖြစ်တယ်ခရစ်တော်အားဖြင့်ကျမ်းမာသောသူများဖြစ်တယ်ဒီနေ့ဒီချိန်ထိကျွန်တော်တို့ကိုအသက်ဆက်ပေးနေတာသည်ခရစ်တော်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုရွေးကောက်တာသည်ခရစ်တော်ဖြစ်တယ်ပြည့်ညက်တရားတွေကနေယေရှုတရားထဲသို့ခေါ်သွင်းတဲ့သူသည်ခရစ်တော်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဘသူရဲ့အစေကိုခံရမလဲခရစ်တော်ရဲ့အစေကိုခံရမယ်ခရစ်တော်ရဲ့အစေခံဖို့ရန်အတွက်ကျွန်တော်တို့ကဘသူကိုနာခံရမလဲခရစ်တော်ကိုနာခံရမယ်ဆုံးဖြတ်ချက်ချရအောင်ခရစ်တော်ရဲ့စကားကိုနာခံမယ်ဘာကြောင့်ခရစ်တော်ရဲ့စကားကိုနာခံဖို့လို့လဲခရစ်တော်ကကျွန်တော်တို့ကိုရွေးဝယ်လို့ဟုတ်လားကဲကျမ်းစာဖတ်မယ်တိကောခွန်အခန်းငယ်23ကိုကျွန်တော်တို့ဖတ်ရအောင်ကဲလိုက်ဆိုပေးကြည့်ပါဦးတင်တို့သည်အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်၍လူထံ၌အလိုအလျောက်ကြုံမခံကြနှင့်နနိကျူအမန်အင်ကြောမီနန်စီချာမီနိုဆယ်စီလာဥတိโอเคတင်တို့ဒီအဖိုးနှင့်ဝယ်ယူတော်မူသောသူဖြစ်သောကြောင့်လူထံ၌အလိုလျောက်ကြုံမခံကြနဲ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေဒီခရစ်တော်ကအဖိုးခပေးပြီးရွေးဝယ်ထားတဲ့သူများဖြစ်သောကြောင့်ကျွန်တော်တို့တွေကခရစ်တော်ရဲ့တမန်မဖြစ်ရဘူးလားဒီဒါကြောင့်ဒီမှာဗာပြောနေတယ်လူရဲ့တမန်မဖြစ်နဲ့တဲ့လူရဲ့ကြုံမဖြစ်နဲ့တဲ့ဒါကြောင့်မလို့ကျွန်တော်တို့နာခံရမဲ့သူကဖျားသခင်ပဲဖြစ်တယ်